ကျွန်တော်အိတ်ထဲပစ္စည်းကိုထုတ်လိုက်မယ်နော်မလုပ်ပါနဲ့ရှင်ဟေးမနေ့ကတင်တဲ့ post က like တော်တော်များတာပဲမင်္ဂလာပါအမကြီးဘာကိစ္စရှိလို့လဲရှင်အထဲမှာပြောမယ်လေနော်ထဲကိုဝင်ခဲ့လိုက်မယ်ဟုတ်လေရှင်တို့ကဘသူတွေလဲဘာကိစ္စရှိလို့လဲကျွန်တော်တို့ဘယ်လိုလဲဆိုတော့အမကြီးသိစရာမလိုပါဘူးအေးဆေးဆေးထဲမှာပြောလို့ရတယ်နော်အထဲပေးလို့မရဘူးလေရှင်တို့ကဒီဇိုင်းတွေဘသူမှမသိတာဘူးအမကြီးကိုကျွန်တော်မနာကျင်စေချင်ဘူးကျွန်တော်လက်နဲ့တွေမထုတ်ချင်ဘူးအေးဆေးပြောတော့လေးကိုနော်အထဲမှာအေးဆေးလေးပဲထိုင်အောင်ပဲထိုင်ကုန်လေးမှာโอเคဝင်ခဲ့လိုက်မယ်နော်အမကြီးညီလာဝင်ခဲ့အမရဲ့ဖျားကန်တက်ပယ်လိုက်တာမကြီးဒီမှာထိုင်မယ်နော်ဟုတ်ကဲ့ညီထိုင်ရင်မဟိုမှာသူ့သမီးခုံလေးမှထိုင်လိုက်အေးသူ့သမီးခုံလေးသူ့သမီးမွေးနေတော့လားသူ့တော်ပေးထားတဲ့ခုံလေးလေအမလေးထိုင်လိုက်မကြီးထိုင်လေဟုတ်ကဲ့ပါဟာခုံတေးသေးလေးနဲ့မထိုင်ပါနဲ့မကြီးအမရမ်းကြိုက်တဲ့စုံလေခုံလေးယူထိုင်ယူခဲ့စုံလေခုံယူခဲ့ကျွန်တော်ကြောက်ဆမ်းမလို့မကြီးစုံလေခုံလေးထိုင်မကြီးစီးပွားရေးအကြောင်းလေးပြောရအောင်နော်မကြီးဟုတ်ကဲ့ကျွန်တော်တို့လာရတဲ့ကိစ္စကအမကြီးရှိမှာအမကြီးရှိတဲ့အရာတွေကိုမျှဝေတုံးဆွဲမလို့လာတောင်းတာပေါ့နော်အမကြီးတစ်မျိုးတော့မထင်နဲ့နော်အရင်ကြီးလည်းမကြောက်နဲ့ဟုတ်နော်အမကြီးရှိတဲ့ရွှေတွေငွေတွေကျွန်တော်အကုန်သိတယ်အဲ့ဒါတွေကျွန်တော်တို့ထုတ်ပေးခဲ့လားဟုတ်ပြီလားနော်ကျမကဝတ်တောင်ဝတ်ထားဆိုမရှိဘူးရှင်ပတ်စံတယ်နည်းနည်းပဲရှိတာအမကြီးကျွန်တော်ပြောမယ်ဟုတ်ကဲ့ကျွန်တော်အများကြီးမပြောချင်တော့ဘူးအမကြီးနော်အမကြီးအကြောင်းအကုန်ကျွန်တော်သိတယ်နော်တကယ်အမကြီးကိုမနာကျင်စေချင်ဘူးအမကြီးရဲ့အိမ်ကိုလည်းကျွန်တော်မဖြတ်စည်းချင်ဘူးနော်အေးအေးဆေးဆေးအသားကြီးလေးတောင်းပြီးကျွန်တော်တို့ရတာနဲ့ကျွန်တော်ပြန်သွားမှာဟုတ်ကဲ့မရလို့ရှိရင်တော့ကျွန်တော်အိတ်ထဲကပစ္စည်းထုတ်လိုက်မလုပ်ပါနဲ့ရှင်မလုပ်ပါနဲ့ဟိုထုတ်ပေးပါမယ်ရှင်ဟုတ်မလုပ်ကြပါနဲ့ရှင်ဟုတ်တေချာလိမ်မာလေးလုံးနော်ဟုတ်ညီလေးလာတော့တာမင်းသူ့ရဲ့ပစ္စည်းစင်းတွေအကုန်ရရနော်လို့ရနော်မမီရေကျွန်တော်ကုန်မမီရေအေးအဲ့ဒါသူလာပြီးလို့ရှိရင်အပစ္စည်းအကုန်လုံးလည်းတိုက်စစ်မယ်နော်တော်တယ်စစ်မှာပါအေးမကြီးကြားရကွာမကြီးရေကျွန်တော်တို့စောင့်နေရနော်မကြီးအမကြီးကြားတယ်ဗောကျွန်တော်ဒီမှာစောင့်နေရနော်ဟုတ်ကဲ့လာပါပြီရှင်ဟုတ်လာပါပြီဟုတ်ဒါအကုန်ပဲရှင်စဘောဝတ္တနာဟုတ်မကြီးပတ်စံကနဲလာ ਈ လားအော်လေဒါပဲရှိတော့တာရှင်ဟိုကျွန်တော်မနဲ့အရေးပေါ်တုံးလိုက်လို့ဒါအကုန်ပါပဲရှင်ဟုတ်တေချာနော်မကြီးကျွန်တော်အိတ်ထဲပစ္စည်းမထုတ်ချင်ဘူးမလုပ်ပါနဲ့ရှင်မလုပ်ပါနဲ့ဒါအကုန်ပါပဲရှင်အကုန်ပါပဲအဲ့လောက်ကြီးကြောက်ဆံမလို့ပါဘူးအမကြီးကျွန်တော်အဲ့လောက်ကြီးမကြောက်နဲ့လောအမကြီးကြိုက်တဲ့စုံလေခုံလေးယူပြီးထိုင်လိုက်ပါဟုတ်ညီလေးပစ္စည်းစစ်ကြည့်လားသူ့မျိုးသားနဲ့မြန်မာနေပတ်လေတော့လက်စုပ်ချင်နေတယ်ဩ